Hello ဒီနေ့တော့ပေါ့နော်အရန်ကိုအရသာကောင်းပြီးစားလို့ကောင်းတဲ့စီလန်ကာ restaurant လေးကိုခေါ်သွားပါမယ်။အရင်ဆုံးရှေ့ပိုင်း view လေးနဲ့မယ်တော်တော်လှရပေါ့နော်။သွားရေတကုတ်အသေးစားလေးဒါကတော့ကြောင်လေးပေါ့နော်။ချစ်လို့ရိုက်ထားတာကြောင်သားမိလေးနဲ့ကောဟုတ်ပါရဲ့။New Year သွားရဆိုင်ကတော့ Way On ဆိုတဲ့ City Lake restaurant လေးပဲဖြစ်ပါတယ်။သူကကြတော့အထဲကိုစဝင်လိုက်ပြီးဆိုတာနဲ့ပေါ့နော်။မုတ်မျိုးစုံတွေ့ရရပေါ့နော်ဘလိုမုတ်လေးလဲဆိုတော့စားကျင်စပွဲမုတ်လေးပေါ့နော်တန်လောက်ထားလေးတွေအရန်ကိုမှစားကျင်နေရောပေါ့နော်အဲ့တည်းက2မျိုး3မျိုးတော့စားဘူးတယ်စားဘူးမြတိုင်းလည်းအရသာတော်တော်ကောင်းတယ်ပေါ့နော်သူကဒင်နာလည်းရှိတယ်ဒင်နာဘူဖေးလည်းရှိတယ်ပြီးတော့ lunch time မှာလည်း buffet ရှိတယ်ပေါ့နော်တစ်ခါပြုံမှ10ချက်ဆိုပြီးတော့ရှိပါတယ်အဲ့မှာအပေါ်တက်နဲ့အောက်ထက်ရှိရပေါ့နော်အဲ့တော့အပေါ်တက်ရဲ့ decoration ကိုအရင်ပြပါမယ်အပေါ်တက်မှာဆိုလို့ရှိရင် decoration ကလုံးဝလေလူကိုမှင်သက်သွားစေတဲ့အထိပေါ့နော် decoration လောက်တာအရန်ကိုမိုက်တယ်ပေါ်ကလည်းတော်တော်ကျယ်တယ်ပေါ့နော်မှာ birthday celebration လောက်တာတို့meeting လို့ပါလို့ဆိုရင်တော့တေချာဒီလိုဆိုင်မျိုးမှာလောက်တာပို့ပြီးတော့မိုက်တယ်လို့ထင်တယ်ပေါ့နော်လုံးဝဆိုင်နဲ့မတူပဲနဲ့နန်းတော်ကြီးနဲ့တော့တူတယ်ပေါ့နော်ပြင်ဆင်ထားတဲ့ပုံစံမျိုးပါလေဒါကတော့အပေါ်တဲ့မြင်ကွင်းပေါ့နော်အဲ့မှန်လေးထားပေးရအကြိုက်ဆုံးပဲပေါ့နော်လုံးဝစဖီပဲရိုက်ပါပဲရိုက်ပေါ့နော်ဒါကတော့အပေါ်ကျန်းလေးပေါ့နော်အဲ့မှာတော့ဒါတော့ buffet လေးစားလို့ရှိရင် buffet လေးတွေတက်ခင်းအခန်းနေပေါ့နော်ဒါလေးကပုံမဲရိုက်လာပေါ့နော် buffet တိုင်းရမရှိတော့ဘူးဆိုတော့အိမ်မှန်လေးထားတအားသဘောကျရပေါ့နော်အရန်ကိုမှ standard ရှိစားခြင်းနဲ့ဆိုရင်တော့ဒီဆိုင်မှာလာစားဖို့တော့ recommend ပေးရပေါ့နော်လုပ်ထားတဲ့ decoration လေးတအားလာလို့ရိုက်ထားပေါ့နော်ဘာရုပ်လေးတွေတော့မသိဘူးကိုညီမမဆိုတိုင်းသားကြည့်ရဆိုတင်မှာတိုင်းသားရုပ်ကလေးပေါ့နော်သူတို့လည်းအဲ့လိုမျိုးပဲ price လေးတွေကလည်းမစိုးဘူး10ဝန်းကျင်12ဝန်းကျင်18အများဆုံးမှကိုမြင်လိုက်တာ38ပေါ့နော်ဟို set menu လေးဆိုရင်80ကျော်လေးတွေဒါကတော့ဆိုင်မှာထားရဲပေါ့နော်စပွဲကုန်လေးမှာထားတာပန်းလေးပေါ့ဘာပန်းလေးတော့မသိဘူးကိုရီဆောက်စားပြီးဆိုရင် appetizer ပုံစံမျိုးပေါ့နော်ဒါ hoppers လို့ခေါ်ရပေါ့နော်သူလာချပေးတဲ့ design ကမိုက်တယ်ပေါ့နော်ဒီလိုမျိုးဘလို့တိုင်လေးနေပေါ့နော်အဲ့ဒါဘလို့စားရတာလဲလို့ကိုရောချောမေးကြည့်ရောဒါ sauce နဲ့တွဲစားရတာပေါ့နော်သူပေးထားတဲ့ sauce လေးအရန်တော့ spicy ဖြစ်တယ်ပေါ့နော် sauce လေးကအဲ့လိုမျိုးလေးတွဲစားရတာဘယ်လိုပြောမလဲကျွတ်လေးနဲ့ပေါ့နော်တအားစားကောင်းတယ်သူ့ကို hoppers လို့ခေါ်ရပေါ့နော်ဒါလည်းဘ ഹു တုတအနေနဲ့တော့မှတ်ထားရတယ်ပေါ့ဒါပေမဲ့တော်တော်လေးစားကောင်းပါတယ်ကိုမစီလန်ကာကောင်းလေးရှိလို့ရှိရင်ဒီလိုဆိုင်လေးသက်စားပါပြီးတော့ဒါကကြတော့ဒါနရီရမှားလိုက်တာပေါ့နော်mix Caesar ဆိုပြီးတော့အဲ့လိုမျိုးလေးဒါ mix ဆိုတော့ beef ပါတယ် fish ပါတယ် prawns ပါတယ် chicken ပါတယ်ပေါ့နော်သူကဟိုညီမလိုပြောမယ်ဆိုလို့ရှိရင်ဒါကုန်းမောင်ကျော်အဲ့လိုမျိုးပေါ့နော်ရန်ကိုမှလေးမှုေးပြီးတော့ငရုတ်ပွားလေးနဲ့ချက်ထားဆိုတအားကိုစားကောင်းတယ်ထမင်းကလည်းရိုးထမင်းမဟုတ်ပဲနဲ့ဒါထမင်းကြော်ပုံစံမျိုးလေးပေါ့နော်ထမင်းစားတအားစားကောင်းနေလို့တပွဲနဲ့တော့မလောက်လို့ထမင်းကိုနောက်တဲ့ extra တပွဲထပ်မှာပြီးစားလိုက်ရရပေါ့နော်ပစုံဆိုလည်းအများကြီးထည့်ပြီးရအနံလေးကမှုေးပြီးတော့လေရှယ်ပဲစားကောင်းနေရောကွယ်မှာလုံးဝလေကိုကငရုတ်ပတ်မကြိုက်တယ်မှာပါရဲ့လူပေါ့နော်ဒါမဲ့ဒီကငရုတ်ပေါ့တော့ချက်ချင်းကိုစားလိုက်တယ်ပေါ့နော်အရန်ကိုမှတွဲကြတော့မဆက်ဘူးချိုပြီးတော့မွေးနေကုန်းမောင်ကြီးကျော်စားဖို့အဲ့ဒီအရသာအစ်စ်တိုင်းရရဲပေါ့နော်လုံးဝစီလင်ကဆိုင်မှာလုံးဝ chef ကောင်းကောင်းတယောက်ရှိရဲဆိုတာပြောချင်တာပါတခြားတော့ကတော့အရသာတော်တော်ရှိပါတယ်အားကြောင့်မို့လဲဆိုင်ကလူကြရဲပေါ့နော်လူတော်များများလာတယ်ပြီးတော့
ဒီနေ့ဖြစ်ချင်တော့birthday celebration လေးတစ်ခုလုပ်နေရပေါ့နော်အဲ့လိုမျိုးလေးတွေ့လိုက်လို့ဒါကတော့ cheese ကိုတူလေးပေါ့နော်အထဲမှာအမဲသားလေးနဲ့တအားကိုစားကောင်းတယ်ပေါ့နော်ဒါလည်းချူချူစစ်စစ်လေးနဲ့ကဲအားလုံး Merry Restaurant မှာစားပါလို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်